မင်္ဂလာပါခင်ဗျာလာမယ့်2026ခုနှစ်မတ်လ3ရက်အင်္ဂါနေ့မှာသွေးရောင်လလို့ခေါ်တဲ့လအပြည့်အဝချက်ချင်းဖြစ်စဉ်တစ်ခုပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ဒါဟာ2026ခုနှစ်ရဲ့တခုတည်းသောလအပြည့်အဝချက်ချင်းဖြစ်တယ်လို့2028ခုနှစ်ကုန်ပိုင်းအထိကျွန်တော်တို့ကဘာပေါ်ကနေနောက်ဆုံးမြင်တွေ့ရမယ်လအပြည့်ချက်မှုလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာကဘာကြီးကနေနဲ့လရာတဲ့ကိုရောက်ရှိသွားပြီးကဘာပဟူချက်ရဲ့ပိတ်မှောင်နေတဲ့အရေးကလက်မင်းကြီးကိုဖုံးလွှမ်းသွားတဲ့အခါဖြစ်ပေါ်တာပါဒီတစ်ချိန်မှာတော့လက်မင်းကြီးဟာကဘာအမှောင်ရိပ်ထဲမှာ58မိနစ်နဲ့18စက္ကန့်ကြာအောင်ရှိနေမှာဖြစ်ပြီးတိတိတသာနီမြန်းတောက်ပတဲ့အယောင်အသွေးကိုစောင့်နေမှာဖြစ်ပါတယ်ဒါကို really scattering လို့ခေါ်ပါတယ်လှိုင်းအလျားတိုးတဲ့အပြာရောင်အလင်းတွေကလေထုထဲမှာဖျားထွက်သွားပြီးလှိုင်းအလျားရှည်တဲ့အနီရောင်အလင်းတန်းတွေကပဲလက်မျက်နှာပြင်စီကိုကွင်းညူကြားရောက်သွားလို့ဖြစ်ပါတယ်။ဒါဟာကမ္ဘာတဝန်းလုံးမှာတပြိုင်နက်ဖြစ်ပေါ်နေတဲ့နေဝင်ချိန်ပေါင်းထောင်ကြီးရဲ့အလင်းပြန်ဟန်မှုတွေလအပေါ်မှာစုစုံနေတာပဲဖြစ်ပါတယ်။လရဲ့အယောင်နီမြန်းမှုဟာကမ္ဘာလေထုတွေကဖုံမှုန့်နဲ့ရေငွေ့ပမာဏအပေါ်မူတည်နေပါတယ်။ဒီထူးခြားတဲ့မြင်ကွင်းကိုကမ္ဘာလူဦးရေရဲ့31%ရာခိုင်နှုန်းကမြင်တွေ့ခွင့်ရမှာပါအထူးသဖြင့်မြောက်အမေရိကအနောက်ပတ်ချမ်းမက္ကဆီကိုနဲ့ဩစတြေးလျကုန်းတွင်းပိုင်းတွေကနေအကောင်းဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီတစ်ချိန်လချက်မှုဟာတာမန်ဖြစ်စဉ်တစ်ခုတည်းမဟုတ်ပါဘူး2028ခုနှစ်မှာကလချက်ချင်းကိုထပ်မံမြင်တွေ့ရတော့မှာပါ